အဲ့လိုလေးသဘောပေါ့နော်လှုပ်ထားပြီးတော့မှနောက်ပါကစ္စတန်ဆိုလို့ရှိရင်လည်းပါကစ္စတန်ကလည်းဒုတိယဟိုပါပေါ့အထွက်ပေါက်ပဲပင်လယ်ဘက်ထွက်ပေါက်ပဲသူအနောက်ပေါက်ပေါ့နော်ဆိုလို့ရှိရင်ကျမတို့ကပိုနီးတယ်ရခိုင်ဘက်ကထွက်ရင်တရုတ်ကနေရခိုင်ဘက်ကနေထွက်ရင်ပင်လယ်ထွက်ပေါက်ပိုနီးတယ်အိန္ဒိယသမုဒ္ဒရာပေါ့နော်ဟိုဘက်ကတော့ပိုဝေးတယ်ပိုဝေးတယ်ပိုကုန်ကျစိတ်များတာပေါ့နော်ဆိုတဲ့ခါကျတော့ကျမတို့ပြည်တွင်းမှာအဲ့လိုပြည်တွင်းမှာဒါဟိုပါပေါ့ရှင်ကိုလိုနီခေတ်ကရခဲ့တဲ့အမွေဆိုးပေါ့နော်ဟိုကောင်းတာတွေလည်းအများကြီးရခဲ့ပါတယ်ဟိုစနစ်တို့ဘာလို့လေဟိုဒါဟိုပါပေါ့အုပ်ချုပ်ရေးစနစ်တွေစသဖြင့်ပေါ့ရုံးလုံထုံးလုံနီးတွေဟိုတကယ်ကိုကောင်းတာတွေလည်းရခဲ့တာရှိပါတယ်သို့တော်လည်းဒီလိုကိုလိုနီရဲ့အမွေဆိုးကတော့ဒါတယောက်နဲ့တယောက်တိုင်းရင်းသားမောင်နှမအချင်းချင်းချစ်ချစ်ရင်းနှီးမှုပြက်ပြားပြီးတော့မှသွေးခွဲခံထားရတာပေါ့နော်အဲ့ဒါတွေကအခုနောက်ပိုင်းမှာပို့ပြီးအချိန်ကောင်းလာတာကတကယ်တမ်းဆိုရင်တော့ဟိုဘာကိုပြနေလဲဆိုလို့ရှိရင်အမေရိကန်နဲ့တရုတ်ပြိုင်ဆိုင်မှုအချိန်ကောင်းလာတာနဲ့အမျှကျမတို့ပြည်တွင်းမှာရှိတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ဒီ armed conflict ပေါ့နော်ဒီလက်နက်ကိုင်ပြိပက္ခတွေပို့ပြီးအားကောင်းလာတာပေါ့နော်အဲ့ဒါတွေကဒီကဘာဒီအခြေအနေပြောင်းလဲတာနဲ့အမျှကျွန်တော်တို့ပြည်တွင်းရေးကိုလည်းရိုက်ခတ်တယ်ပြည်တွင်းရေးကိုရိုက်ခတ်တဲ့အချိန်မှာနောက်ဆုံးဒီအင်ရှင်မတွေရဲ့မိဖို့ကြောင့်လည်းထိရိုက်ခတ်တယ်ဆိုတာပေါ့နော်နောက်အဲ့ဒါကြောင့်မို့ကိုမိဖို့ကြောင့်တွေကကိစ္စပဲကွက်ကွက်လေးမကြည့်ပဲနဲ့ကဘာအရေးခင်းညို့ကြည့်ဖို့လိုတာပေါ့နော်နောက်အဲ့ဒါကြောင့်မလို့ကျွန်မဟိုမေကွန်းဟိုလေအင်တာဗျူးမယ်ဆိုတော့ကျွန်မဝမ်းမြောက်ဝမ်းသာလက်ခံတာဖြစ်ပါတယ်ရှင်ဒါကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေတည်တဲ့အချက်ဖြစ်ပါတယ်အမြင်ကျကျထားပြီးတော့မှကဘာရေးရာတွေကိုလည်းတည်ပြီးတော့မှကဘာမှာဒီလိုကြီးဖြစ်နေတဲ့အတွက်ကျွန်တော်တို့မြန်မာနိုင်ငံကိုဒီလိုတက်ရောက်မှုတွေရှိတယ်ဒီလိုတက်ရောက်မှုတွေကြောင့်မို့ပြည်တွင်းမငြိမ်မသက်မှုတွေကပိုဆိုးတယ်ပိုဆိုးတဲ့အချိန်မှာကျွန်တော်တို့ဒီစီးပွားရေးလောက်ကန်ရတာခက်ခဲပြီးတော့မှဘာမှမဆိုခက်ကုန်တာပေါ့နော်ခက်ကုန်ပြီးတော့နောက်ဆုံးတော့ဟိုဒီအင်ရှင်မတွေရဲ့မိဖို့ကြောင့်လည်းထိနိုင်ငံရေးကရောက်လာတယ်ဆိုတဲ့ကိစ္စပါရှင်ဟောပေါ့နော်နောက်ခုနအဲ့ဒီပြောရတဲ့ဒီတရုတ်ကိုဝိုင်းပတ်ပိတ်ဆို့တဲ့ view ဟာပေါ့နော်ဒါကအမေရိကန်ဒါလေးလာကြည့်မှဆိုလို့ရှိရင်အမေရိကန်ကဒီ view ဟာချထားတာဒီတစ်နှစ်နှစ်မှမဟုတ်ဘူးပေါ့နော်လွန်ခဲ့သောဒီ decades နဲ့ချီပြီးသူတို့ဟိုပါပေါ့ over အနေဆုံးတော့ Obama လက်ထက်ကလေးကရှိခဲ့တယ်ဒီမြတိုင်ခင်လည်းရှိခဲ့တယ်ဒါအခုပြီးခဲ့တဲ့ဟိုပါပေါ့ရုရှားရဲ့ဒီမဟာ patriotic war အောင်ပွဲပေါ့နော်280မှာဆိုလို့ရှိရင်တို့ရုရှားနဲ့ China နဲ့ joint statement မှာဆိုရှင်ဘာစလုံးပါလာလဲဆိုတော့ dual containment strategy ကိုတို့တွေလက်မခံဘူးပေါ့နော်ဒါကိုအတူတကွရင်ဆိုင်မယ်ဆိုတာတွေလည်းပါတယ်ပေါ့နော်အဲ့ဒါဖတ်လိုက်ရပါတယ်နောက်ဒီဟိုပါပေါ့နော်American ရဲ့ China containment လို့ပြောတဲ့အခါမှာကျမတို့ဒီမီဒီယာကတော့ပို့ပြီးလေ့လာထားတာဖြစ်တဲ့အတွက်ဟောပါတော့ information hegemony ပေါ့အတွက်ကို propaganda အတွက်ကိုသူတို့ကဘီလီယံဒေါ်လာကိုဘီလီယံနဲ့ချီပြီးသူတို့ဟောပါတော့ချပေးခဲ့တယ်ပေါ့ဒါကဒီ Trump လက်ထက်တော့မဟုတ်ဘူး Biden လက်ထက်တုန်းကပေါ့နော်ဆိုတော့အဲ့ဒီကနေပြီးတော့မြန်မာနိုင်ငံဆိုလို့ရှိရင်လည်းဟောပါတော့ Andy တို့လည်းသိမှာပါဒီ Anglo-Saxon media တွေရဲ့ဟောပါနားထောင်တာသူတို့ကိုပဲနားထောင်ခဲ့တာအကုန်လုံးကဒါတွေပဲရှင်ပါခဲ့တာပေါ့နော်ဟိုမှာ CCTN နားထောင်မယ် CCTV နားထောင်မယ်အစား Reuters ကြည့်မယ်Financial Times ကိုကြည့်မယ် New York Times ကိုကြည့်မယ်သူတို့ဒီဟာတွေပြောတာကသူတို့ပို့ပြီးတော့ယုံကြည်စိတ်ချရဲ့အန်တီဆိုတဲ့အတွက်ကြောင့်မလို့မြန်မာနိုင်ငံမှာဖြစ်နေတဲ့နောက်ထပ်ပြဿနာတစ်ခုကလည်း information မရဘူး information မရှိဘူးအဲ့ဒီ information တွေကို access မလုပ်နိုင်ဘူးဒါကလည်းနောက်ထပ်တစ်ချက်ပေါ့နော်ဒါကတော့ခုနအန်တီဟောပေါ့နော် China containment ကိုပြောရတဲ့အတွက်ကြောင့်မလို့ဒါလေးမှန်တယ်ဟိုပေါ့ရှင်အခုက physical ဆိုတာလေဒီရုပ်ဝတ္ထုပစ္စည်းနဲ့ physical ဟိုအထက် governance ပေါ့ဒီမြေပြင်ပေါ်မှာထိန်းချုပ်ဖို့ထက်သူကဘာကိုပိုထိန်းချုပ်လာလဲဆိုလို့ရှိရင်ဒီ intangible တွေပေါ့နော်ဒီထိတွေ့လို့မရတဲ့ဟာတွေဥပမာdigital governance မရှိအောင်နော် digital ဟိုပေါ့ digital governance မရှိအောင်ပြီးလို့ရှိရင် media မှာ misinformation disinformation ပေါ့သတင်းအမှားတွေသတင်းအတုတွေနောက်သတင်းအမှန်နည်းနည်းနဲ့အမှားများများနဲ့ရောထွေးထားတဲ့ဟာတွေဒါတွေအများကြီးကိုပေးလာတာပေါ့နော်ပေးလာပြီးတော့မှဒီတမန်ပေါ့လေ့လာဖို့တမန်လေ့လာအားမကောင်းတဲ့သူဒါမှမဟုတ်လေ့လာဖို့အချိန်မရဘူးကိုနေ့စဉ်နဲ့မြလုပ်နေရတဲ့အလုပ်တွေပေါ့နော်ဒါစာဝတ်နေရေးအတွက်ရုန်းကန်လှုပ်ရှားတာတွေနဲ့အချိန်တွေမရှိဘူးဒါမှမဟုတ်ရင်ပညာဘယ်လိုပြောမလဲပညာအကန့်အသတ်နဲ့ရှိတဲ့သူတွေဆိုမသိနိုင်ဘူးပေါ့နော်မသိနိုင်မဲနဲ့လူတိုင်းသိနေတာကဘာလဲဆိုလို့ရှိရင်ဒီကျမတို့မြန်မာပြည်ထဲမှာသွေးခွဲခံထားရတာပေါ့နော်ဆိုလို့ရှိရင်စစ်တပ်ကိုမကြိုက်ဘူးပြည်သူလူထုနဲ့စစ်တပ်နဲ့သွေးခွဲခံထားရတယ်ပြီး2008ဖွဲ့စည်းပုံမကြိုက်ဘူးစသဖြင့်လေပြီးအဲ့လိုမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေဖြစ်နေတာပေါ့တကယ်တမ်းဆိုလို့ရှိရင်အဲ့ဓာတွေကဒီလေလိုင်းတွေကနေပြီးတော့မှ
ပေါ့နော်ကျမတို့ပြည်သူလူထုရဲ့ကိုနားရအောင်လှုပ်ထားတာပေါ့နော်နားရအောင်လှုပ်ထားတကယ်တမ်းဆိုရင်တော့အကောင်းဘက်ကကြည့်ရမှာပေါ့အကောင်းဘက်ကဘယ်လိုကြည့်ရမလဲဆိုကျမတို့မြန်မာနိုင်ငံသမိုင်းကိုကြည့်လိုက်လို့ရှိရင်လွတ်လပ်ရေးရတယ်ပြီးလို့ရှိရင်ပါတီစုံဒီမိုကရေစီသွားတယ်ပြီးလို့ရှိရင်နိုင်ငံရေးသမားချင်းချင်းမညီညွတ်ဖဲနဲ့အဲ့လိုဖဆပလာဆိုလည်းနှစ်ချမ်းကွဲတယ်တောခိုတဲ့သူကခိုတယ်တောခိုပြီးတော့လက်နက်ကင်နေဖြစ်ကုန်တယ်နိုင်ငံရေးမြို့ပေါ်မှာနိုင်ငံရေးလုပ်နေရကနေတောထဲဝင်ပြီးလက်နက်ကင်လမ်းစဉ်သွားတယ်အဲ့ဒါပထမအဆုံးအချိန်ပေါ့နော်ပြီးလို့ရှိရင်အဲ့ဒါကြောင့်မလို့တက်ကဝင်ခဲ့ရတယ်ဒါကျမတို့မမွေးခင်ကဖြစ်ခဲ့တာတွေပေါ့နော်ကျမတို့လည်းဒါစာပေါ်မှာရေးထားတာလောက်ပဲသိတယ်ဒါပေမဲ့88ကျတော့အဲ့လိုဖြစ်ပြန်ရော88ကျတော့လည်းအဲ့လိုတောခိုကြရတယ်88ဆိုတာ ABSDF ပေါ့နာမည်ကြီးอ่ะဒါចောင်းသားတက်မတော်ဆိုပြီးတောခိုကြတယ်ပြီးတော့အခု2021ကျတော့လေ PDF ဆိုပြီးတော့လေပြီးရင်88တုန်းကလည်းအဝေးရောက်အစိုးရရှိခဲ့တယ်ဒေါက်တာစိန်ဝင်းဦးဆောင်တဲ့ NCGUB တို့ဘာတို့လေအဲ့ဒါဖြစ်ခဲ့တယ်အခု2021မှာလည်း NUG ဆိုပြီးအဝေးရောက်အစိုးရလေလိုင်းပေါ်ကအစိုးရပေါ့နော်အဲ့လိုဖြစ်တယ်ဆိုတာတဘောကပါလဲဆိုလို့ရှိရင်ကျမတို့ကလွတ်လပ်ရေးရတာနှစ်80လောက်ရှိပြီပေါ့နော်နှစ်80ရှိတော့မယ်ဆိုလို့ရှိရင်80ဖြစ်ပြီဆိုရင်ကျမဘာကိုပြောချင်တာလဲဆိုတော့ဒီနှစ်80ထဲမှာကျမတို့ကမှားတာ3ချိန်ပေါ့ဟုတ်3ချိန်ပေါ့လို့ပေါ့ဒီနိုင်ငံရေးလမ်းစဉ်ကိုဆွန့်လွတ်ပြီးတော့မှပါတီတွေကွဲတယ်ဖဆပလာဆိုနှစ်ချမ်းကွဲတယ်နောက်ပြီးခဲ့တဲ့16တုန်းကလည်း15-16တုန်းကလည်း USDP ကလည်းတကောင်ရန်အာဏာသိမ်းမှုတို့ဘာလို့ဖြစ်တယ်ဆိုတာလေဆိုလို့ရှိရင်အဲ့လိုပေါ့နိုင်ငံရေးသမားချင်းချင်းမညီညွတ်ဘူးဒါပါတီတွင်းမှာပြီးလို့ရှိရင်ပါတီတစ်ခုနဲ့တစ်ခုအားပြိုင်မှုအများများတယ်အဲ့လိုမျိုးဖြစ်လာတဲ့အချိန်မှာလူတွေက emotion တွေနဲ့ကိုကြိုက်တာပဲမှန်တယ်ဆိုတဲ့ဟာတစ်ဖက်ဆုံးရောက်သွားပြီးတော့အစွန်းရောက်ကုန်ကြတာပေါ့နော်အစွန်းရောက်ကုန်ပြီးတော့မှနောက်ဆုံးကြတော့မကျေနပ်တော့လက်နက်ကင်လမ်းစဉ်တွေရောက်ကုန်တာပေါ့အဲ့ဒါကကျမတို့က3ချိန်3ခါရှိပြီပေါ့နော်3ချိန်3ခါရှိပြီတစ်ချိန်နဲ့တစ်ချိန်ပို့ဆိုးလာတာပေါ့ရှင်ကျမတို့ဒီ58 62ကိစ္စပေါ့နော်ဘာကပတို့ဘာတို့တော့လည်းတအားပြင်းထန်တာပေါ့နော်စိတ်ဓာတ်အရန်ပြင်းထန်ပြီးတော့မှတော်တော်လေးအစွန်းရောက်တာပေါ့နော်အကျန်းဖက်ကိုရောက်တယ်အစွန်းရောက်တယ်နောက်ပြီးတော့88တုန်းကတော့ ABSDF ပေါ့ပြီးတော့အခုပေါ့နော်အခုဟာ88ထက်ကိုပိုဆိုးတဲ့ပုံစံဖြစ်တာဆိုတော့ကျမတို့လည်းလေဒါတွေကိုကျမတို့ကနောင်လာနောက်သားတွေကိုသိအောင်လုပ်ပြီးတော့မှနောင်တာမျိုးမဖြစ်အောင်ပေါ့နော်ဆိုလို့ရှိရင်ကျမတို့နိုင်ငံရေးစကားဝိုင်းကိုလာသဘောမတူတာတွေရှိရင်နိုင်ငံရေးစကားဝိုင်းမှာပဲအခြေလက်ဆွေးနွေးမယ်ကိုပြည်တွင်းရေးကကိုထဲကကိုမိသားစုဝင်တွေပဲဆွေးနွေးမယ်အပြင်ကဆွတ်ဖက်တာတွေကိုလက်မခံဘူးဆိုတဲ့ဟာလေအဲ့လိုမျိုးဖြစ်ရမှာပေါ့သို့တော်လည်းအပြင်ကလည်းဆွတ်ဖက်မှမသိအောင်ကိုပညာသားပါမှာဆွတ်ဖက်တာပေါ့နော်ခုနကလို information အမှားတွေနဲ့အဲ့လိုတွေအတူအယောင်နေနဲ့ပေါ့ misinformation disinformation နေနဲ့လေအဲ့လိုလုပ်တဲ့အခါကျတော့ကျမတို့ကမီဒီယာနဲ့ပတ်သက်ပြီးတော့မှပြည်သူလူထုရဲ့ဒါမီဒီယာရဲ့အခန်းကဏ္ဍလည်းအရေးကြီးတယ်လို့ပြည်သူလူထုကလည်းဒီကိုရရှိတဲ့သတင်းအချက်လက်ပေါ်မှာကိုယ့်ရဲ့အမြင်ကျယ်ကျယ်နဲ့စဉ်းစားနိုင်တာမျိုးပေါ့နော်ဒါမျိုးလည်းအရေးကြီးပါတယ်အဲ့ဒါအတွက်ကိုဒါပြည်သူလူထုလူတိုင်းသိအောင်လုံနိုင်တာတော့မီဒီယာတွေကလုံနိုင်တော့လေအဲ့လိုပညာရှင်တွေနဲ့တော့ဒီနေ့အခုကျမတို့ဆွေးနွေးတာဆိုကမ္ဘာပထဝီနိုင်ငံရေးပေါ့ပြီးလို့ရှိရင်ကမ္ဘာပထဝီစီးပွားရေးဆိုတာလည်းထပ်ရှိသေးတယ်ဆိုလို့ရှိရင်အဲ့ဒါ US ဒေါ်လာတို့ဘာတို့ကိစ္စတွေပေါ့နော်အဲ့ဘက်ကတွေပေါ့ဒါတွေကလည်းရှိသေးတော့တကယ်တမ်းဆိုပြောစရာတွေတော့အများကြီးပါရှင့်အဓိကတော့ကျမပြည်သူလူထုကိုအမြင်ကျယ်ကျယ်ထားကြပါထားကြပြီးတော့မှနိုင်ငံတကာရေးရာတွေကိုသိအောင်လုပ်ပါတွေးခေါ်မှုအမြင်ကျယ်မှုဒါမျိုးတွေလည်းမြင့်တင်မှုလိုနေတာပေါ့ရှင့်နောက်တစ်ခုပေါ့နော်ဟိုခုနအဲ့ဒီပြောလို့ geopolitics တွေမကဘူးပေါ့နော်ဒီဒါတော့ဟိုပေါ့နော် geo economic ထားပါတော့အဓိကအဲ့ဒီကိုဆွေးနွေးသေးချင်တာတော့ဒီမကြသေးခင်ကဖြစ်သွားတဲ့ဟိုပေါ့နော် China နဲ့ US ရဲ့ trade war ပေါ့နော်ဘာလို့လဲဆိုတော့အန်ဒီကြတော့ဒါကိုယ်တိုင်လည်းအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ်တယ်နောက်ဒီ academic ဘိုင်းမှာလည်းဒါအန်ဒီအများကြီးဆွေးနွေးပေးနိုင်တယ်ဆိုတော့trade war လို့ပြောတဲ့အခါမှာကျမတို့လည်းသတင်းတွေတော့မြင်တာပေါ့နော်ဒီ American ဘက်ကတောက်လျှောက်တိုးသွားတယ်နောက်သူရဲ့ liberation day ဆိုတာကိုအစပြုပြီးတော့သူဒီဟိုပါပေါ့ China ကိုသူဟိုစစ်ကြေညာတယ်ပေါ့နော်ဒီအကုန်သွယ်စစ်ကိုကြေညာတယ်ကြေညာတဲ့အခါမှာလည်းဟိုပါပေါ့ China ဘက်ကပြောနေတာအများနဲ့ consistent ဖြစ်တယ်တတ်မှတ်သေးပဲသူတို့ဒီစစ်ပွဲကိုသူတို့စတာမဟုတ်ဘူးဒါပေမဲ့သူတို့ကဒါစော်ကားတယ်လို့ယူဆရတဲ့သူကအဆုံးထိတိုက်မယ်အဆုံးထိတိုက်မယ်နောက်စစ်အေးဖြစ်ဖြစ်စစ်ဘူးဖြစ်ဖြစ်ကုန်သွယ်စစ်ဖြစ်ဖြစ်ဘာစစ်ဖြစ်သူတို့တိုက်မယ်သူတို့ဘက်ကပြောတာအမြဲတမ်းပဲဟိုတတ်မှတ်တဲ့ဖြစ်ဒါပေမဲ့US ဘက်ကကြတော့ဒါအခွန်တွေယာနဲ့ချီပြီး245ထီတောင်ရောက်လာမသိဘူးเนาะအဲ့လောက်ထိကိုသူတို့တိုးပြီးတော့ကောက်တယ်ပေါ့နော်အဲ့ဒီဟာမှာဆိုလို့ရှိရင်လည်း economics တွေကလည်းထောက်ပြကြတယ်